ရှင်ဖြိုးနောက်ထပ်ရောင်းမိမဲ့ကြောက်ရရလဲမုတ်ကုတ်14ပွားခရစ်စတယ်တပွင့်တွေကိုပြန်ရောင်းမိချင်ပါတယ်ဒီတပွင့်ကိုလည်းဖြိုးကဈေးပေါ်ပြီးဈေးချချိုလေးနဲ့ရောင်းပြီးမှာပါရှင်ဒါလေးကကြောက်ဒီခရစ်စတယ်ရဲ့ဒီဇိုင်းလေးကကျတော့လေသူတို့အချိုအထက်ကိုမှတတိလေးတွေခက်နေအများကြီးပါတာပေါ့နော်အများကြီးပဲပါတယ်ရှင်ဒါဖြိုးကြောက်လေးတွေကိုအသေးစိတ်လေးရိုက်ပြပေးမယ်ပေါ့နော်ဗီဒီယိုလေးကတော့နည်းလေးရှည်သွားမယ်ရှင်သိခံပြီးတော့ကြည့်ပေးပါလို့ဖြိုးကတောင်းဆိုပြရစီရှင်ဖြိုးရဲ့တချို့ချစ်စုံလေးတွားကြောလေဒီလို14ပွားခရစ်စတယ်လေးကိုမှာပေါ့နော်တွားသူတို့အချိုအထက်ကိုတတိလေးတွေပါတာအများကြီးပါတာကိုမှကြိုက်တယ်ချစ်စုံလေးတို့အတွက်ဖြိုးရပေါ့နော်ဒါလေးကိုဇီပေါ်ပေါ်ပြီးတန်တန်လေးနဲ့ရောင်းပြီးမှာပါရှင်ကြောက်လေးရလေလေဒီခရစ်စတယ်ဒီဇိုင်းလေးကလည်းအရန်လာတယ်ရှင်တွားသူတို့အချိုအထက်တတိလေးတွေခက်များများပါတာပေါ့နော်ကဲဖြိုးဒါလေးကီလိုလေးတစ်ချက်လေးချိန်ပြလိုက်မယ်နော်သူရဲ့ကီလိုဘယ်လောက်ရှိလဲဆိုတာပေါ့နော်ကြောက်လေးကတော့တော်တော်လေး weight ကတော့ကြီးရရှင်ဒါလေးဆိုလို့ရှိရင်9ကီလိုကျော်တောင်ရှိပါတယ်9ကီလိုကျော်ပေါ့နော်ကဲဒါလေးကြိုက်တယ်ဆိုတော့ဖြိုးရဲ့တစ်တော့ချက်ပေါက်မှာကြောက်ပုံပြပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်